တိမ်မြောင်နဲ့နဲ့တယ်လွယ်မြောင်နဲ့ခက်တယ်ဆိုတဲ့စကားကိုကြားဘူးကြတယ်မဟုတ်လားတချို့အရာတွေကအတွေးကြည့်ရင်သာလွယ်ကူတာအချို့အရာတွေကကြည်ဘူးတဲ့ရုပ်ရှင်တွေတဲကလိုလွယ်လွယ်ကူကူဖြစ်တည်လာတဲ့အရာတွေမဟုတ်ဘူးလက်တွေ့ဖြစ်ဖို့ကြအချိန်တွေငွေတွေအများကြီးရင်းနှီးမှရတာတွေလည်းရှိတယ်တချို့သောအောင်မြင်မှုပန်းတိုင်ဟာတောင်တန်းတွေနဲ့ဆင်တယ်ရင်းနေရပေမဲ့လွယ်လွယ်ကူကူနဲ့မရောက်နိုင်ဘူးဒီစုံတစ်ခုကိုပိုင်ဆိုင်ခြင်းရင်စိတ်ရှည်ဖို့လိုအပ်တယ်ဖြည်းဖြည်းနဲ့မှန်မှန်ရှောက်လန်းနေဖို့လိုတယ်တောင်တန်းတွေဆိုတာဟာနီးလေမြင့်လေမို့အဝေးကနေကြည့်ပြီးခံမှန်းလို့မရနိုင်တဲ့အခက်အခဲတွေလည်းရှိတယ်အိမ်မက်တချို့ဟာစိတ်ကူးရင်ဆန်ပေမဲ့တချို့အိမ်မက်တွေကတော့လက်တွေ့ဆန်ပါတယ်ဖြစ်နိုင်တာကိုအိမ်မက်မှတ်တာပြဿနာမရှိပေမဲ့မဖြစ်နိုင်တာတွေကိုအိမ်မက်မှတ်ပြီးဖြစ်မလာတဲ့အခါအဲ့ဒီအိမ်မက်တွေကစိတ်ကို stress ဖြစ်စေတတ်တယ်အိမ်မက်ဆိုတာမက်တိုင်းမကောင်းပေမဲ့အိမ်မက်မရှိရင်လည်းစင်ကန်းတော်တို့လိုမျိုးဥတီယာမဲ့နေတတ်ပါတယ်ဒါကြောင့်ကိုယ်စိတ်ကိုပင်ပန်းစေတဲ့အိမ်မက်တွေထက်ကိုယ်လက်တွေ့လုပ်နိုင်မဲ့အိမ်မက်ကိုသာမှတ်တာပိုကောင်းပါတယ်ဘဝမှာစိတ်ကူးရင်လို့မရဘူးမဟုတ်ဘူးစိတ်ကူးရင်လို့ရပါတယ်စိတ်ကူးတွေထဲကနေရုံးထွက်နိုင်ဖို့တော့လိုတာပေါ့အိမ်မက်တွေထဲကနေကောင်းမွန်တဲ့အိမ်မက်တွေကိုရွေးချယ်ပြီးမှတ်တတ်ဖို့လည်းလိုပါတယ်ဒီစာသားလေးတွေက overthinking တွေလျှော့ချစေဖို့ဆိုတဲ့စာအုပ်လေးတွေကဖတ်ပြတာဖြစ်ပါတယ်ရှင်